မိမိကကောင်းတာတွေကြီးပဲလုပ်တာမို့အကုသိုလ်ကင်းတယ်လို့ထင်နေကြပါသလားဓမ္မချစ်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ပထမဦးစွာနှုတ်ခွန်းဆက်တာအပါရှင်ဒီဗီဒီယိုလေးကတော့တရားချစ်သူတူရင်ကိုယ်တွေ့တရားအသည့်တွေကိုပြန်ပြီးမျှဝေပေးတာပဲဖြစ်ပါတယ်ရှင်မိမိကငါကကောင်းတာပဲလုပ်တာငါမှအကုသိုလ်မရှိဘူးလို့ထင်တတ်ကြပါတယ်ဒါဟာမိမိရဲ့စိတ်ကိုတည်တည်ချာချာမသိသေးလို့ဖြစ်ပါတယ်ရှင်ဘာလို့မသိရပါလဲမောဟဦးစီးသူဖြစ်နေလို့ပါပဲဘာလို့မောဟဦးစီးနေတာပါလဲခန္ဓာမှာတတိမရှိလို့ဖြစ်ပါတယ်ဘာလို့တတိမရှိတာပါလဲတတိထားတာကိုလေ့ကျင့်ထားခြင်းမရှိလို့ဖြစ်ပါတယ်ဘယ်လိုလေ့ကျင့်ရမှာပါလဲဆရာသမားနဲ့သမထဝိပဿနာအားထုတ်ပြီးတတိထားတာကိုလေ့ကျင့်ရမှာဖြစ်ပါတယ်ရှင်ကျမတို့အတွက်မောဟကအလွန်အရေးကြီးပါတယ်မောဟကကြီးကြီးမားမားကနေပပလွှတ်လွှာကလေးမထင်မရှားကလေးထိရှိကြတာပါမောဟဦးစီးနေလို့လောဘဖြစ်ရင်ဖြစ်မှန်းမသိဒေါသဖြစ်ရင်ဖြစ်မှန်းမသိနဲ့လောဘဒေါသအားတွေကြီးကုန်ကြတာပါအရှိန်တက်လို့မရကြတာပါမိမိရဲ့ဖြစ်တည်နေမှုတိုင်းကိုမသိတာမောဟပါပဲရှင်မောဟအားကြီးရဲ့သူကအပယ်မလွတ်သေးပါဘူးပိတ်တာဟိတ်နဲ့နေကြတာပါရှင်မသိကြလို့မကြောက်ကြတာပါကျမအခုထိကျမရဲ့အယူမှားတွေမြင်နေတုံးပါပဲမြင်မေးမဲ့တတိကဦးစီးနေတော့ချက်ချင်းအပြက်ထဲပါသွားတာပါအကျိုးပေးဖို့အတွက်ကျမကဖြစ်တဲ့စိတ်တွေနဲ့မပေါင်းမဲတတိထားနေတဲ့အတွက်အပြက်ထဲပါသွားတာပါကျမတို့ကအယူမှားအတိမှားအမှတ်မှားတွေနဲ့ကြီးပြင်းခဲ့ကြတာမဟုတ်ပါလားပရမတ်ဖက်ကကြည့်ရင်အမှားတွေပါပဲတတိအားကောင်းမှုရာအလေးချင်းမရှိရင်မရပါဘူးရှင်ပုထုဇဉ်တွေရဲ့အာယုံကမိမိခန္ဓာမှာမရှိကြပါဘူးအပြင်မှာပဲရှိရပါဒွါရ6ပေါက်ကအတိုက်တွေနဲ့စိတ်တွေပေါင်းပြီးနေကြတာပါအတိုက်မရှိလို့အေးချမ်းနေတာဟာညံမပါသေးပါဘူးအတိုက်ရှားမှလွတ်မြောက်အောင်နေတတ်မှညံပါတာပါရှင်တရားညံရင်လာရင်အာယုံကအပြင်မှာမရှိတော့ပါဘူးမိမိခန္ဓာမှာပဲအာယုံရှိပြီးတတိကသူ့အလိုလိုကပ်နေတာပါဒွါရ6ပေါက်ကအတိုက်တွေကိုအတိတတိနဲ့လွတ်အောင်နေကြတာပါလူချင်းတူပေမဲ့သီလသမာဓိနဲ့စရဏအားကွာသွားလို့ဖြစ်ပါတယ်ဒီဘဝပြီးသွားရင်လေသွားရမယ့်လမ်းတွေကတခြားစီပါပဲစိတ်ပိုင်းဆိုင်ရာမှာလည်းပုထုဇဉ်ကစိတ်အတက်အကျတွေနဲ့နေကြပါတယ်တရားဉာဏ်ရင်လာရင်စိတ်ကအတက်အကျမရှိပဲတည်ငြိမ်သွားပါတယ်ရှင်လူရင်းပြောရရင်မောဟကြီးနဲ့နေပြီးငါလောဘဒေါသမရှိဘူးကောင်းတာတွေလုပ်နေတာပဲကောင်းတဲ့ပုံရောက်မှလို့မထင်ပါနဲ့လို့မသိကြပါဘူးရှင်တမင်ကလေးတစ်ကောင်ကပရမများတစ်လုံးကိုမျက်ခင်းပေါ်မှာတွေ့ပေမဲ့မျက်ကိုယ်သာသူ့ပိုင်းဝဖို့စားပါတယ်တဲ့ပရမများရဲ့တန်မိုးကိုမသိလို့ပါတဲ့ရှင်သူ့အတွက်ကပရမများနဲ့ကြောက်ခင်အတူတူပါပဲတဲ့ရှင်မောဟကြောင့်ဆက်ပြောပြပါဦးမယ်ရှင်မောဟကြောင့်ဒေါသဖြစ်ရင်ဖြစ်မှန်းမသိကြတာပါတဲ့ဒေါသကအကြောင်းတရားကြောင့်ဖြစ်တဲ့အကျိုးတရားစိတ်ဆိုပေမဲ့တချို့သောသူတွေကအချိန်တွေကြာကြီးထိအောင်ဒေါသဖြစ်နေကြတာပါဝမ်းနေတဲ့ဆိုရင်လည်းထုံနည်းတူပါပဲစိတ်ခံစားချက်တွေအလုံးပေါ့ဒီစိတ်ရဲ့ခံစားချက်တွေဟာရက်ပိုင်းခြားတစ်ခုကနေပြီးလပိုင်းခြားထိတောင်ခံစားနေကြတာမဟုတ်ပါလားကျမနှစ်ချီပြီးစိတ်ကောက်ခဲ့ပူပါတယ်နော်ငယ်သေးတာကိုနားလည်ပါတယ်လေတရားမှတ်တဲ့အခါလဲဝေဒနာတက်ရင်ဝေဒနာကိုမိမိကခံစားနေရတာတနာရီနှစ်နာရီစသဖြင့်လှိမ့်ပိန်ပြီးခံစားနေကြရတာပါအချိန်ကိုပြည့်အောင်မျှော်ရင်းနေပေါ့တရားတော်မှာပါတာကစိတ်ဆိုတာဖြစ်ပြီးရင်ချက်ချင်းအပြစ်ထဲပါသွားတယ်ဆိုပြီးပြောနေကြတာမိမိတကယ်စိတ်ခံစားချက်တွေဖြစ်လာတော့အပြစ်ထဲမပါပဲခံစားနေကြတဲ့အခါတန်တရားတော်ဖြစ်လာနိုင်ပါတယ်ဒီတရားတွေကဖြစ်ပြီးပြတ်တာဆိုငါမှခံစားနေရတာကြာပေါ့ဒီလိုတွေအောင်တွေးနိုင်ပါလေရှင်ဘာဖြစ်လို့ပါလဲမိမိတို့ရဲ့စိတ်ခံစားချက်ဟာတကယ်ပဲဖြစ်ပြီးပြတ်သွားတာပါရှင်
အကြောင်းတရားတစ်ခုကြောင့်အကျိုးတရားစိတ်ဖြစ်သွားတာလည်းမသိလိုက်သလိုချက်ချင်းအဖြစ်ထဲပါသွားတာကိုမသိတာမိမိတို့ရဲ့မောဟကြောင့်ပါပဲတတိတမာတိအာမကောင်းမင်းမောဟအုပ်နေလို့မိမိတို့ကစိတ်ရဲ့ဖြစ်ချင်းပြက်ချင်းကိုမမြင်နိုင်ကြတာဖြစ်ပါတယ်ဒါဆိုဘာလို့ကြလေးခံစားနေကြတာပါလဲစဉ်းစားရမှာပါအဖြေကတော့မိမိတို့ရဲ့ဥပဒံဆွဲကြောင့်ဖြစ်ပါတယ်ရှင်တိဝိမင်းကြီးကအမတန်ဒီကိုမြင်ရကအယူမှုဆက်လန်းသွားတာစိတ်ရဲ့ဖြစ်ချင်းပြက်ချင်းကိုမမြင်မင်းဥပဒံဆွဲကြောင့်အယူမှုခံစားခဲ့ရတာပါတဲ့ကျမတရားစခန်းမှာလည်းကြုံမှုပါတယ်စိတ်ဓာတ်နုပဒနာရှုရဲ့ပံရောက်လာတဲ့အချိန်မှာပါကျမတရားစမှတ်တာနဲ့အာယုံမှာမဲကြီးပဲပေါ်နေတာပါနာသီးဖျားလဲအာယုံဖြူမရဘာမှလှုပ်လို့မရပဲမောင်မဲကြီးနဲ့ကျမဒုက္ခကအကြီးကြီးပေါ့ဆရာသမားတွေကပြင်မပေးပါဘူးလွတ်ထားတာပါမိမိဘာသာလွတ်ကြောင်းလန်းကိုရှာတတ်အောင်ဉာဏ်ရင့်လာအောင်ပါတစ်ချိန်တရားမှတ်လဲဒီမဲမောင်ကြီးနောက်တစ်ချိန်လဲစားပြီးတရားမှတ်တာနဲ့ဒါကြီးပဲဖြစ်နေတာပါနောက်မှကျမရဲ့ဥပဒံဆွဲကိုကျမမြင်သွားတာပါ။အော်ငါကမဲကြီးဆိုပြီးဥပဒံကတ်နေတာဆိုပြီးမြင်သွားမှလွတ်သွားတာပါ။ဆိုလိုတာကမိမိရဲ့ခံစားချက်တွေကြားနေတာဟာမိမိကတတိတမာတိအားနဲ့ပြီးမောဟအုံနေခြင်းဥပါဒံဆွဲနေခြင်းတွေကြောင့်ပါပဲရှင်။အမှန်ကအနိစ္စတဲ့ချက်ချင်းပါသွားတာပါ။ဆရာသမားတရားစခန်းမှာဟောထားတာလေးတွေကိုပြန်ပြီးမျှဝေတာပါရှင်အမှန်တိုင်းမြင်နိုင်သိနိုင်ကြပါသေးရှင်ဒီကနေ့မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးနဲ့ပတ်သက်လို့မရှင်းလင်းတာသိလိုတာများရှိပါရင်ဒီဗီဒီယိုအောက်မှာ comment လေးရေးထားခဲ့နိုင်ပါတယ်။နောက်ကိုအလင်းသင့်တယ်လို့ဗီဒီယိုလေးတွေထပ်လုပ်ပြီးအကျယ်တဝင့်ထပ်ပြီးရှင်းပြသွားပါမယ်ရှင်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။